ဂျပန်အကျဉ်းထောင်များမှအစားအစာများသည့်ကဘာတိုဝန်ကိုအန်အားသင့်စေသည်မှာအပေကြောင့်ပါလေမနက်တိုင်းမီးဖိုကြောင့်တာဝန်ကြအကျဉ်းသားများသည့်၎င်းတို့ရဲ့ယူနီဖော်များမှအစားလက်သေးခွန်အောက်ရှိအသေးငယ်ဆုံးနေရာအထိအလွန်တင်းကျပ်သောတန်ရှင်းမှုစစ်ဆေးမှုကိုအောင်မြင်စွာဖျက်ဆီးရပါသည်စံနှုန်းတိုင်းနဲ့ကွက်ညီပြီးမှသာမီးဖိုကြောင့်ထဲသို့ဝင်ရောက်ကထိုနေ့အတွက်အစားအစာများကိုစတင်ပြင်ဆင်ရန်ခွင့်ပြုခြင်းခံရပါသည်ယနေ့အတွက်အထူးဟင်းလျာကတော့ချက်သားကြော်ဖြစ်ပါသည်ကြော်အိုးများကိုတတ်ထုဘေးကင်းဤကွက်စကားများဖြင့်ဖုံအုပ်ထားပါသည်ချက်ပြုတ်ပြီးသည့်အခါအစင်းမြင့်စားတောက်ဆိုင်များကဲ့သို့ပင်ရွှေအိုရောင်နှင့်ကွရော်သောအသွင်ပြင်းကိုမပြည့်စည်ရအလွန်လိုရက်စနစ်ဖြင့်ချက်သားသုံးများကိုဖယ်ရှားပေးပါသည်နောက်တစ်ခုကတော့ထမင်းပါစံများကိုအရာသာမပြောသွားစေရန်ကြိုတင်စိန်ထားပြီးတဲသည့်မုံလာဦးနီးညက်ပြောင်းပူတို့ဖြင့်ရောဆက်ကအာဟာရဓာတ်ကိုမြင့်တင်ထားပါသည်လုံးဝတရားမျှတမှုရှိစေရန်အပိုင်းခြားတစ်ခုချင်းကိုတိကျစွာချိန်လွှဲပြီးမှအစားအစာနှွေထားသည့်အခန်းသို့ပို့ဆောင်ပေးပါသည်ဟင်းသီးဟင်းရွက်ပြင်ဆင်သည့်နေရာမှာကျက်သွန်းနီများကိုဆက်ဖြင့်လီးဖြတ်ပြီးဂျပန်မုံလာဦးဖြူဒိုင်ကောင်းကိုမို့လက်ဖြင့်အခွင့်နှွေး၍နူးညံ့စွာပါလီထားပါသည်ပြင်ဆင်နေစဉ်အတွင်းဓားများကိုလီးဖြတ်သည့်စာဘေးခုံမှအဖဲခွားခေလုံးဝမရှိပါဘူးပိုင်းလောက်ကြီးစိမ့်ကို9မိနစ်တတိပြုတ်ပြီးမုံလာဦးနီးနဲ့ကျက်သွန်းနီကိုတော့လက်ဆက်ဆက်ပြီးအထုံးပြပါတယ်နောက်ဆုံးတွင်အစားအစာများကိုညီညွတ်စွာခွဲပြီးဂရုတဆအထုပ်ပို့ပြီးကြီးကြပ်ရေးအရာရှိကစံနှုန်းအားလုံးနဲ့ကွက်ညီချောင်းကိုအတီးပြူပြီးမှသာသမင်းဆိုင်သို့ပို့ဆောင်ခဲ့ပါလေအစားအစာစားချိန်ရောက်တဲ့အခါတင်းကျပ်သောကြီးကြပ်မှုအောက်တွင်နေလဲစားကိုတရားဝင်ကျွေးမိပါလေ